အဲ့နေရင်းနဲ့ငွေရှာရှင်နေဆိုရင် Telegram bot တစ်ခုရှိတာဖို့လိုပါတယ်ဒီဗီဒီယိုမှာ Telegram bot အခြေခံလုပ်နည်းကိုပြပြပေးထားတယ်ဒီ bot တွေကစီးပွားရေးလုပ်နေတဲ့လူတွေ online shop လုပ်နေတဲ့လူတွေအတွက် customer တွေစီကို message အလိုအလျောက်ပို့ပေးနိုင်မှာဖြစ်လို့အတော်ကိုအသုံးဝင်မှာပါကိုယ့်ဘက်ကနေအချိန်ပြည့်ထိန်းချုပ်နေစရာမလိုပါဘူးစိတ်ဝင်စားရင်အဆုံးထိကြည့်တော့ပါပြီးတော့ဒီလိုနည်းပညာနဲ့ပတ်သက်တာတွေကိုအမြဲတမ်းသင်ပေးတော့မှာဖြစ်လို့ like နဲ့ follow လုပ်ခဲ့ကြပါ YouTube ကနေကြည့်နေတယ်ဆိုရင် subscribe လုပ်ထားနိုင်ပါတယ်ကျွန်တော်တို့ post ဆိုတာပေါ့နော်24နာရီ run နေဖို့အတွက် server လိုတယ်ဒါပေမဲ့ဒီနေ့လုပ်ပြတော့မယ့်အရာကတော့ကျွန်တော်တို့ server မလိုပါဘူးဒီ Telegram ပေါ်မှာပဲကျွန်တော်တို့တည်ဆောက်လို့ရတယ် Okay ရုံးစိုးကျွန်တော်တို့ဒီ Telegram မျက်နှာပြင်မှာပေါ့နော်ကျွန်တော်တို့ search bar တစ်ချက်လောက်နှိပ်လိုက်ပြီးရင်ကျွန်တော်တို့ bot bot father ပေါ့နော် bot father ဆိုပြီးတော့မှရိုက်ရှာလို့ရတယ်ဒီရဲ့ဒုတိယတစ်ခုပေါ့နော်ဒီကာတွန်းပုံလေးနဲ့တကယ်လို့ဒီမျိုးမတွေ့ဘူးဆိုရင်ဒီထိတ်ဆုံးမှာကျွန်တော်တို့ဒီရဲ့ add ဆိုတာလေးကိုထည့်ပြီးလို့ရတယ်ပေါ့နော်ဒါဆိုရင်သူထိတ်ဆုံးကပေါ်လာလိမ့်မယ် Okay ဒါကိုရှာလောက်နှိပ်ပေးလိုက်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာ start ဆိုတာနှိပ်ပေးလိုက်ပါ Okay ပြီးပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့မြင်ရတာနည်းနည်းတော့ရှုပ်နေပါလိမ့်မယ်ပြီးရင်ဒီထိတ်ဆုံးက new bot ပေါ့နော် new bot comment ကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါဒီမှာတွေ့ရတဲ့အတိုင်းပဲ new bot ပေါ့နော် Okay သူကမေးတယ်ကျွန်တော်တို့ရဲ့ bot နာမည်ကိုဘယ်လိုမျိုးခေါ်မလဲလို့မေးတယ်ပေါ့နော်ကျွန်တော်ကတော့ဒီတိုင်းလွယ်လေးပဲ CY gaming လို့ခေါ်လိုက်မယ်ဒါနာမည်ပေါ့နော်ကျွန်တော်တို့နောက်တစ်ခုက user name မှာ user name ကိုကျွန်တော်တို့ create လုပ်တဲ့အခါမှာနောက်ဆုံးက bot bot နဲ့ bot bot နဲ့ပေါ့နော်နောက်ဆုံးကစာလုံးကအဲ့လိုဖြစ်ရပါမယ် Okay ကျွန်တော်ဒီမှာ CY gaming ဒီနေရာမှာ bot ဆိုပြီးတော့မှ shout out ထည့်လိုက်မယ် Okay ဒီရဲ့ user name ကသူများယူပြီးသားရှိရလို့ပြောပါတယ်အဲ့ဆိုကျွန်တော်တို့ကတစ်ခုခုထပ်ထည့်လိုက်မယ်ပေါ့နော် CY gaming info ပဲထားပါတော့ပြီးရင်ကျွန်တော်တို့ဒီနေရာမှာ bot ဆိုပြီးတော့မှထည့်ပေးလိုက်မယ် Okay ဒါဆိုရင်ရမလား Okay ဒါဆိုရင်ကျွန်တော်တို့ရဲ့နာမည်ရပြီပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာတွေ့ရတဲ့အတိုင်းပဲ use this token to access the http ပေါ့နော်ဒီရဲ့အောက်ကဟာလေးကိုကြာလေးနှိပ်လိုက် Okay ကြာလေးနှိပ်လို့မရဘူး Okay ဒီဟာကို copy ယူလို့မရအောင် copy ယူလို့မရအောင်ဆိုရင်ကျွန်တော်တို့ဘယ်ဘက်တောင်းဆုံးက open ဆိုတာလေးကိုချက်လောက်နှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ရဲ့ခုနက create လုပ်ထားတဲ့ CY gaming ကိုတစ်ချက်လောက်နှိပ်လိုက်ပေါ့နော်ပြီးဒီနေရာမှာသူ့ရဲ့ API key ကိုတစ်ချက်လောက် copy ကူးမယ်ဒီနေရာမှာဒီ top ပုံစံလေးနဲ့ဟာပေါ့နော်ဒါကိုတစ်ချက်လောက်ဖိလိုက်ပေါ့နော်ဖိလိုက်ရင်ကျွန်တော်တို့ copy ကူးပြီးသားဖြစ်သွားပါပြီ Okay ဒါပြီးသွားပြီဆိုရင်ကျွန်တော်တို့ search bar ကိုတစ်ချက်လောက်သွားပါပြီးရင်ကျွန်တော်တို့ဒီနေရာမှာ menu ပေါ့နော် menu ပြီးရင် builder beta menu beta ဆိုပြီးတော့မှဒီထိတ်ဆုံးကပေါ်လာတဲ့အစိမ်းနှုတ်ရောင်လေးပေါ့နော်အဲ့ဒါကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ဒီနေရာမှာ stat ဆိုတဲ့ button လေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါ Okay ပြီးသွားပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့ပထမအဆုံးတွေ့ရမယ့်ပုံစံအရပေါ့နော်နည်းနည်းတော့ရှုပ်တယ်ဒါပေမဲ့ဒီဟာတွေကိုကျွန်တော်တို့တိတ်မကြည့်ဘူးကျွန်တော်တို့ဥဆုံးလောက်ရမှာကကျွန်တော်တို့ဒီအောက်ဆုံးက manage bot ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက်ပါ Okay ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီရဲ့အောက်ဆုံးကပေါ်လာတဲ့ add menu bot ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက်ပါ Okay ပြီးသွားရင်ကျွန်တော်တို့ခုနကကျွန်တော်တို့ copy ကူးလာတဲ့ key ကိုကျွန်တော်တို့တစ်ချက်ထည့်မယ်ပေါ့နော်ဒီမှာထည့်လိုက်မယ်ကျွန်တော်တို့ Okay ပြီးရင်ကျွန်တော်တို့ဒီတိုင်းပို့လိုက်အောင်ပဲပေါ့နော်ဒီအပေါ်ကအဆင့်တွေကိုကျွန်တော်တို့မမေ့ဖို့လိုတယ် add menu bot ဆိုတာနှိပ်ပေးရမယ်ထိတ်ဆုံးကတော့ကျွန်တော် manage bot ဆိုတာချက်လောက်နှိပ်ပေးရမယ်ပေါ့နော်ကျွန်တော်က copy ကူးလာတဲ့ဟာကိုထည့်ပြီးတော့မှကျွန်တော်ပို့ပေးလိုက် Okay ဒါဆိုရင်ကျွန်တော်တို့သူတို့ဘက်ကနေပေါ့နော်ကျွန်တော်တို့ရဲ့ bot ကိုကျွန်တော်တို့သူတို့လက်ခံလို့ရပြီကျွန်တော်တို့ဘက်ကနေစပြီးတော့မှပြုပြင်လို့ရပြီလို့ပြောတဲ့သဘောပါပဲ Okay အားလုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီပထမအဆုံးစာကြောင်းနာက CY gaming info bot ဆိုတာချက်လောက်နှိပ်လို့ရတယ်ဒါကကျွန်တော်တို့ခုနက create လုပ်လိုက်တဲ့ bot နာမည်ပါပဲ Okay ပြီးရင်ကျွန်တော်ဒီအောက်ဆုံးက step button လေးကိုချက်လောက်နှိပ်ပေးလိုက်ပါ Okay ပြီးသွားပြီဆိုရင်ဒီနေရာမှာစဦးဆုံးကတော့ကျွန်တော်တို့ဒီလိုမျိုးစာတန်းအရှိန်နဲ့ပေါ်လာလိမ့်မယ်စိတ်ပူပါနဲ့ဒါကကျွန်တော်တို့ရဲ့ user တွေဒီရဲ့ message ကိုမြင်မှာမဟုတ်ပါဘူး Okay ကျွန်တော်တို့အရင်ဆုံးလုပ်ရမယ့်အရာကဒီအောက်ဆုံးကပေါ့နော်ကျွန်တော်တို့ post editor ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက်ပါ Okay ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာ add message ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက်ဒီရဲ့နေရာမှာကျွန်တော်တို့ message တစ်ခုကိုထည့်ပေးရမယ်ဒီ message ကပေါ့နော်ဥပမာကျွန်တော်တို့ရဲ့ customer တွေ user တွေက STARD stat ဆိုတဲ့ button ကိုနှိပ်လိုက်ရင်အရင်ဆုံးပေါ်လာမယ်နှုတ်ဆက်တဲ့ message လေးတစ်ခုပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီနေရာမှာ message ကိုတစ်ချက်လောက်နှိပ်ပေးလိုက်မယ်ကျွန်တော်ခုနကတော့ add message ဆိုတာတစ်ချက်လောက်နှိပ်လိုက်တယ်ပြီးဒီနေရာမှာ add message တစ်ခုလောက်ထည့်ပေးလိုက်မယ်ကျွန်တော်ကတော့ CY မှာဒီ channel ကကြိုဆိုလိုက်ပါတယ်ပေါ့နော်
Okay ပြီးရင်ကျွန်တော်အခုရေးပြရမယ့်စာကကျွန်တော်တို့တဖြည်းဖြည်းကျွန်တော်တို့သိလာပါလိမ့်မယ်ကျွန်တော်ခဏနေကြရင်ထပ်ပြပါမယ် Okay ဒီနေရာမှာကျွန်တော်အရင်ဆုံး comment တစ်ခုရေးလိုက်မယ်ပေါ့နော်ဒီ channel ကကြိုဆိုလိုက်ပါတယ်ဈေးနှုန်းဥပမာဈေးနှုန်းအကြောင်းသိချင်ရင်ကျွန်တော်အင်္ဂလိပ်လိုလေးရေးလိုက်မယ်ဒီနေရာမှာကျွန်တော် slash ခံလိုက်မယ်ပေါ့နော်ဒီရဲ့ slash ကိုခံမယ် price ကိုနှိပ်ပါ Okay ဒါတွေကရှုပ်တယ်လို့ထင်ပါလိမ့်မယ်ဒါပေမဲ့တဖြည်းဖြည်းနားလဲပါလိမ့်မယ် price ကိုနှိပ်ပါပြီးရင်ကျွန်တော်တို့ KP ပေါ့နော် KP account ကိုသိချင်ရင် KP account ကိုသိရန် slash KP ကိုနှိပ်ပါပေါ့နော် KP ကိုနှိပ်ပါ Okay ပြီးရင်ကျွန်တော်တို့ဒီဟာကိုပို့ပေးလိုက်မယ်ဒါကျွန်တော်ခဏနေကြရင်စမ်းပြပါမယ် Okay ပြီးရင်ဒီလိုမျိုး button လေးနဲ့ပုံစံပေါ်လာပါလိမ့်မယ်ဒီနေရာမှာတော်တော်ရှုပ်ပါတယ်ဒီရဲ့မြားပုံစံအပေါ်ပုံစံလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါအခြားကမနှိပ်ပါနဲ့ဒါလေးပေါ့နော်ဒါလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက် Okay ပြီးတော့ပြီဆိုရင်ကျွန်တော် message ကို create လုပ်ပြီးပြီပေါ့နော်ပြီးရင်ကျွန်တော်ဘာဆက်လုပ်ရမလဲဆိုဒီအောက်က stop editor ဆိုတာအနီအောင်လေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါ Okay ဒါဆိုရင်တော့ကျွန်တော်တို့ user တယောက်ကကျွန်တော်တို့ရဲ့ board ထဲကိုဝင်လာလို့ရှိရင်ဒီ message ကိုအရင်ဆုံးပြမှာပေါ့နော်ကျွန်တော်ပြမယ်ဘယ်လိုမျိုးလဲဆိုတာ Okay start start ပေါ့နော် Okay နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီရဲ့စာသားလေးပေါ်လာပါလိမ့်မယ်စိတ်ပူပါနဲ့ဒီစာသားအရှိရ user တွေစီမှာတော့မပေါ်ပါဘူးကျွန်တော်တို့ admin ဖြစ်တဲ့အတွက်ဒါတွေကိုမြင်နေရဖြစ်ပါတယ် Okay ပြီးရင်ကျွန်တော်တို့ဒီမှာထည့်ထားတဲ့ price ပေါ့နော်ကျွန်တော်တို့ဈေးနှုန်းအကြောင်းထည့်မဲ့ price ဆိုတဲ့ button လေးတစ်ခုလိုပါတယ်ဒါကိုကျွန်တော်တို့ဘယ်လိုမျိုး add ရမလဲဆိုရင်ဒီအောက်ဆုံးက button editor ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက်ပါ Okay ပြီးရင်ကျွန်တော်တို့ဒီနေရာမှာ add button ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက်ပါ Okay ပြီးတော့ကျွန်တော်တို့ဒီအပေါ်က price ပေါ့နော်အပေါ်ကဟာနဲ့တစ်ထက်တည်းချတဲ့ဟာကိုကျွန်တော်တို့ထပ်လိုက်ရေးပေးရမယ်ပေါ့နော်ဒီအပေါ်ဆုံးကဒီ price ဆိုတဲ့ဟာလေးနဲ့တစ်ထက်တည်းကြအောင်လုပ်ပေးရမယ် price ဆိုပြီးတော့နှိပ်ပေးလိုက်ပါ Okay ပြီးတော့ပြီဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာဘာဆက်လုပ်ရမလဲဆိုဒီ price နေရာမှာကျွန်တော်တို့ဈေးနှုန်းအကြောင်းထည့်မယ်ဘယ်လိုထည့်ရမလဲဆိုရင်ဒီအောက်ဆုံးက post editor ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက်ပါ Okay ပြီးတော့ရင်ကျွန်တော်တို့ဒီနေရာမှာဒီထိတ်ဆုံးက price ဆိုတာလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါ Okay ဒါဆိုရင်ပေါ်လာပြီအောက်ကဒီလိုမျိုး button menu bar လေးပေါ်လာပြီပေါ့နော်ဒီနေရာမှာ add message ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက်ပါကျွန်တော်တို့ဒီ price ရဲ့အကြောင်းကိုထည့်မယ်ပေါ့နော်ဈေးနှုန်းအကြောင်းတွေကိုဒီရဲ့ message ထဲမှာထည့်မယ် add message ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက် Okay ပြီးတော့ရင်ကျွန်တော်ဒီနေရာမှာစာရေးပေးလိုက်မယ်ပေါ့နော်ဈေးနှုန်းကတော့ဥပမာ item ပဲထားပါတော့ဘာပဲဖြစ်ရေးလို့ရပါတယ် item တစ်ခုကို9000မှာ9000မှာပေါ့နော်ဒီဟာပဲကျွန်တော်တစ်ချက်လောက်ထည့်ပေးလိုက်မယ်ကျွန်တော်တို့အရင်ဆိုအစမ်းပြနေတာဖြစ်တဲ့အတွက်ကျွန်တော်စာရှိမီတော့ပါဘူးပြီးရင်ကျွန်တော်ဒီရဲ့ message ကိုတစ်ချက်လောက်ထည့်ပေးလိုက်မယ် Okay ပြီးရင်ကျွန်တော်တို့ခုနအတိုင်းပဲဒီရဲ့အပေါ်ပြနေတဲ့မြားလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်မယ်ပေါ့နော်ဒီနေရာမှာမားလို့မဖြစ်ပါဘူးမားရင်ရှုပ်ရှက်ခက်တော့ပြီပေါ့နော်ပြီးပြီဒါဆိုရင်ကျွန်တော်တို့ဒီအောက်ဆုံးမှာလောက်ရမယ့်တစ်ချက်ရှိတယ် stop editor ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက်ပါ Okay ဒါဆိုရင်ကျွန်တော်တို့ price အတွက်ကျွန်တော်တို့ရေးပြီးပြီပြီးရင်ဒီအောက်မှာ KB အကောင့်ကိုကျွန်တော်တို့ button တစ်ခုထပ်နှိပ်မယ်ပေါ့နော် button တစ်ခုထပ်လုပ်မယ်ပေါ့နော် KB ဆိုတဲ့ button လေးကိုပြီးရင်ကျွန်တော်ဒီအောက်ဆုံးက button editor ဆိုတာချက်လောက်နှိပ်ပေးလိုက်ပါ Okay ပြီးရင်ကျွန်တော်ဒီနေရာမှာ add button ဆိုတာလေးကိုချက်လောက်ပြန်နှိပ်ပေးလိုက်ပြီးပြီကျွန်တော်တို့ KB ဆိုတဲ့ button လေးကိုကျွန်တော်ထည့်မယ်ပေါ့နော် KB ဆိုတဲ့ button လေးကိုထည့်ပေးလိုက်မယ်ဒီမှာ Okay ဒါဆိုရင်ကျွန်တော်တို့ button လေးတစ်ခု create လုပ်ပြီးပြီနောက်တစ်ခုကျွန်တော်ခုနပြတဲ့အတိုင်းပဲကျွန်တော်တို့စာထည့်မယ်ပေါ့နော်စာထည့်မယ်ဆိုရင်ဒီရဲ့ post editor ဆိုတာချက်လောက်နှိပ်ပေးလိုက်ပါ Okay ဒီနေရာမှာကျွန်တော်တို့ KP ကျွန်တော်တို့ခုနကတော့ create လုပ်လိုက်တဲ့ button လေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်မယ်ပေါ့နော်ဒီအောက်ကအဖြူအောင်စာတန်းလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက် Okay ပြီးပြီဒီလိုမျိုးသူ့ဘက်က response ပြန်လာပြီဆိုရင်ဒီနေရာမှာ add message ဆိုတာတစ်ချက်လောက်ပြန်ထည့်ပေးလိုက်ပေါ့နော် KP နံပါတ်ကျွန်တော်ထည့်ပေးလို့ရပြီ Okay ဒီနေရာမှာ message ကိုတစ်ချက်လောက်နှိပ်ပေးလိုက်ဒီနေရာမှာ39 bla 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 ပေါ့နော်ဒီနေရာမှာထည့်ပေးလိုက်မယ်ပြီးရင်ကျွန်တော်ကသူတို့နာမည်မမားရအောင်လို့ name လေးထည့်ပေးလိုက်မယ်ပေါ့နော်ဥပမာကြော်ဆိုလဲကြော်ပေါ့ Okay ပြီးပြီကျွန်တော်တို့ခုနပထမအဆုံးလုပ်တဲ့အတိုင်းပဲဒီရဲ့များပုံစံလေးကိုချက်လောက်ပြန်နှိပ်ပေးလိုက်ပါ Okay ဒါဆိုရင်ကျွန်တော်တို့ရဲ့ KP ကဒါဆိုတာပေါ်သွားပါပြီပြီးရင်ကျွန်တော်တို့ဒီနေရာမှာဘာမှရှောက်မနှိပ်ပါနဲ့ဒီနေရာမှာ stop editor ဆိုတာပဲချက်လောက်နှိပ်ပေးလိုက်ပါ Okay ပြီးတော့ပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ command list တွေအကုန်လုံးထည့်ပြီးသွားပါပြီ Okay ဒါကိုကျွန်တော်တို့ဘယ်လိုမျိုးဆမ်းမလဲဆိုတော့ကျွန်တော်အခြား account တစ်ခုနဲ့သွားဆမ်းပြမယ်ဒီ account မှာဆမ်းရင်ဒီလိုမျိုးစာရှိတွေပေါ်လာမှာဖြစ်တဲ့အတွက်ဒီ admin မဟုတ်တဲ့ account ပေါ့နော်နောက်ထပ် account တစ်ခုဖောက်ထားတယ်အဲ့ဒီ account မှာကျွန်တော်သွားဆမ်းမယ်ပေါ့နော်
okay ကျွန်တော်မှာဒီအဲ့ဒီ account ရဲ့ ID မရှိသေးတဲ့အတွက်ဒီရဲ့ bot ID ပေါ့နော်ကျွန်တော်ခုနကတော့လောက်ထားတဲ့ ID ကိုကျွန်တော်တို့ဘယ်လိုပြန်ယူမလဲဆိုတော့ဒီရဲ့ user name ကိုတစ်ချက်လောက် copy ပေးလိုက်ပါ copy user name ပေါ့နော်ဒီကျွန်တော်တို့ခုနကတော့ bot ရဲ့ user name copy ပြီးရင်ကျွန်တော်အခြား account မှာကျွန်တော်တက်ဖွင့်မယ် okay ဒီနေရာမှာ search ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက်ပါပြီးရင်ဒီနေရာမှာ channel paste ပေးလိုက် okay ဒီထိတ်ဆုံးကပေါ်လာတဲ့အောင်နှိပ်ပြီးရင်ဒီနေရာမှာ user တယောက်ကကျွန်တော်တို့ဒီ button stat လေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့တစ်ဖက်ရဲ့ book ကနေပြီးတော့မှ auto reply ပြန်ပြီဖြစ်ပါတယ် okay ကျွန်တော်ကတော့ CY မှာဒီ channel ကနေကြိုဆိုပါရစေဈေးနှုန်းကြောင်းသိချင် price ကိုနှိပ်ပေါ့နော်ကျွန်တော်ကဈေးနှုန်းကြောင်းသိချင်တယ်ဒါကြောင့်မို့ဒီ price ကိုနှိပ်လို့ရတယ်ဒီအောက်မှာ button လေးလည်းပေါ်လာမယ်ပေါ့နော်တကယ်လို့မပေါ်ရင်တော့ဒီစာသားလေးကိုနှိပ်ပေးလိုက်ပါ okay ဈေးနှုန်းကတော့ item တစ်ခုကို9000ပါကျွန်တော်တို့က KPI ကောင်းသိချင်တယ်ဒီရဲ့ KPI ပုံစံလေးကိုနှိပ်လိုက်ပေါ့နော်ဒီအောက်မှာနှိပ်လဲရတယ် KPI ကိုနှိပ်လိုက် okay ဒါဆိုရင် KPI နာမည်ပေါ်လာပြီပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးပုံစံအတိုင်းပဲကျွန်တော်တို့ဒီလိုမျိုးနှိပ်လို့ရမယ့် button တွေပေါ့နော် button တွေကျွန်တော်တို့ခုနကမီနူးပေးတာထဲမှာကျွန်တော်တိဆောက်လို့ရတယ်ကျွန်တော်ပြထားတဲ့ဟာတွေကိုတဆင့်ချင်းလိုက်လုပ်ပါ3-4ခါလောက်လုပ်လိုက်ရင်တော့ကျွန်တော်ထင်တယ်ဒီဟာရှုပ်တော့မယ်လို့မထင်တော့ဘူးပေါ့နော်လွယ်သွားပါလိမ့်မယ်ဒီဟာကိုပဲအရင်ဆုံးကြီးညက်အောင်လုပ်ပါဒါဆိုရင်ကျွန်တော်တို့နောက်ပိုင်းမှာနောက်ထပ်အဆင့်တက်တဲ့အချိန်ချရင်ပေါ့နော်လုံးဝအဆင်ပြေပါမယ်လို့ကျွန်တော်ကအာမခံပါတယ်ဒီအဆင့်တို့တခြားလိုက်လုပ်ကြပါဒါဆိုရင်ဒီနေ့ဗီဒီယိုဒီလောက်မှာပဲအဆုံးသတ်မယ်နောက်ထပ်ဗီဒီယိုဒီထက်ကျန်တဲ့ဗီဒီယိုရဲလာပါလိမ့်မယ်